ဒီလိုမျိုးပြဿနာတစ်ခုကျွန်တော်တို့ online မှာကြားဘူးကြတယ်မဟုတ်လားတောက်တာဆိုတော့ဆွမ်းနာကျွန်တော်တို့တင်ထားတာကကြတော့ဒီလိုနေရာတွေမှာကားရက်လို့မရသူကတတ်မှတ်ချက်တွေမရှိပေမဲ့ဒီလိုမျိုးနေရာတွေမှာကားရက်လို့မရဘူးဆိုတာကိုသိရမယ်ဒါခင်းရှိစားတဲ့တွေဂူတိုက်တဲ့ခိနာဘတ်ရှော့ဆိုတာကကြတော့သူတို့တိချာကိုတတ်မှတ်ထားတယ်ဒီနေရာကိုလုံးဝရက်လို့မရဘူးဆိုတော့ဘယ်လိုနေရာမျိုးတွေလဲဆိုတော့ချူရှာကင်းရှိနော်ဟျောရှ်ကီကအာရီဒိုရိုချူရှာကင်းရှိဆိုတာကကြတော့ကားရက်လို့မရတဲ့ဟျောရှ်ကီဆိုတာကကြတော့စိုင်းပုတ်အာရီဒိုရိုဆိုတာကကြတော့လမ်းတွေဒီစိုင်းပုတ်ရှိတဲ့လမ်းတွေမှာဆိုရင်ကျွန်တော်တို့ရက်လို့မရဘူးနံပါတ်2ချက်ကကြတော့自動車の出入り口から3メートル以内自動車の出入り口ဆိုတာကကြတော့ကားအဝင်အထွက်ရှိတဲ့ဝင်ပေါက်တွေထွက်ပေါက်တွေကနေပြီးတော့ကျွန်တော်တို့3မီတာအတော်အတွင်းမှာကားရက်လို့မရဘူးမှာကျွန်တော်တို့စူပါမားကတ်တွေမော်တွေပြီးတော့ကျွန်တော်တို့ဒီကားပါကင်တွေအဲ့လိုနေရာတွေရဲ့3မီတာအကွာဝေးအတော်အတွင်းမှာကျွန်တော်တို့ကားရက်လို့မရဘူးနံပါတ်3ချက်ကကြတော့ဒိုရိုဂျီ区域の端から5ミリ以内ဆိုတော့ဒိုရိုဂျီဆိုတာဒိုရိုခိုဂျီဆိုတာကကြတော့ကျွန်တော်လမ်းပြင်နေတယ်တရားပြင်နေတယ်အဲ့လိုမျိုးသူတို့တတ်မှတ်ထားတဲ့ဒီအတော်အတွင်းမှာပြင်နေတဲ့လမ်းကနေပြီးတော့ဟာရှိဆိုတာကကြတော့တားမြစ်ထားတဲ့နေရာတွေရှိတယ်အဲ့ဒီကနေပြီးတော့လမ်းပြင်နေတဲ့အကွာဝေးကနေပြီးတော့5မီတာအကွာဝေးမှာကျွန်တော်တို့ကားရက်လို့မရဘူးကျော်ဖို့ဆက်ဆွပြီးဆိုတာကျတော့ဒီမီတာကားတွေအသုံးပြုဖို့အတွက်ရေတွေထုတ်ပေးတဲ့နေရာတွေအဲ့လိုမျိုးထားတဲ့နေရာတွေရဲ့ဝင်ပေါက်ထွက်ပေါက်ကနေပြီးတော့ကျွန်တော်တို့5မီတာအကွာဝေးမှာကျွန်တော်တို့ကားရက်လို့မရဘူးဘိုခါစီဆိုဆိုတာကကြတော့ဒီလိုမျိုးရေကန်တွေထားတဲ့နေရာမီတာပိုက်တွေအတွက်အရေးပေါ်မီတာပို့အတွက်အရေးပေါ်အသုံးပြုတဲ့ရေကန်တွေထားတဲ့နေရာရဲ့5မီတာအကွာဝေးမှာလည်းကျွန်တော်တို့ကားရက်လို့မရဘူးဒီကကြတော့ခါဆိုင်ဘိုချီကီနော်1မီတာ以内ခါဆိုင်ပို့အတွက်အချက်ပေးတဲ့ခေါင်းလောင်ရှိတဲ့နေရာအဲ့ဒီနေရာတွေရဲ့1မီတာกว่าဝေးမှာလည်းကျွန်တော်တို့ရက်လို့မရဘူးဒါပေမဲ့ဒီအချက်6ချက်စလုံးမှာတို့ကရက်လို့မရဘူးလို့ဒါပြောပြီးမဲ့ဒီရဲစခန်းနေပြီးတော့ခွင့်ပြုစာနဲ့ရက်မယ်ဆိုရင်တော့train ချက်အနေနဲ့ရက်လို့ရတယ်